မေမဝဝလာမြဲပါမြဲလူပြိုစဲဝအမေဆိုမပေါ့ရွှေမြမမယားအမေကိုကြည့်ပြီးတော့လေယောဂီရောင်ဝတ်စုံလေးဆင်မြန်းထားတဲ့အမေလှလိုက်တာမေရဲ့မျက်စိနှခွန်းအလင်းမရပေမဲ့လို့လောကကြီးတွေကအလှပတွေကိုအမေမမြင်ရပေမဲ့လို့အမေရဲ့အလှတစ်ခုတည်းကိုမြင်ရတဲ့သမီးကြည်နပ်ပါဘကောကြည်နူးပါဘကောမေရဲ့မေတဏခါကြီးကျဲလေးပါဝသင်ယောဂီရောင်ဝတ်စုံလေးယောဂီရောင်တပတ်လေးပခုံးပေါ်သင်ပြီးတော့အမေအများတကားတွေရာဇကြိုမြို့သူမြို့သားတွေမယားကြောင်းတော့သွားပြီးတော့တရားဓမ္မတွေနာကြနေပြီမေရဲ့ကြောင်းတွားတော့တရားနာကြစို့ဖယားကြောင်းသွားပြီးတရားနာကြဆိုဟင်သမီးမလုပ်ပါနဲ့သမီးရဲ့မလုပ်ပါနဲ့အမေကလေမျက်စိနှစ်ကွန်းအလင်းမရဘူးလေငါသမီးရဲ့ငါသမီးကလေအမေကိုလေမျက်စိနှစ်ကွန်းအလင်းမရတဲ့အမေကိုလက်ကတွဲပဲပြီးတော့ဆွဲပြီးတော့တွားမယ်ဆိုရင်ရွှေမြမမရပတ်ဝန်းကျင်ကငါသမီးကိုကဲ့ရမှာပေါ့မျက်မြင်ဟိုမာကြီးရဲ့သမီးမျက်မြင်ဟိုမာကြီးရဲ့သမီးဆိုပြီးတော့ငါသမီးအရှက်ရကြီးကြီးမလုပ်ပါနဲ့သမီးရဲ့အမေအိမ်မှာပဲနေပါရစေတော့ငါသမီးလေးဂုံငယ်လေးငါသမီးလေးအရှက်တကွဲကျိုးနေဖြစ်လိမ့်မယ်အမေအတွက်နဲ့ငါသမီးဂုံငယ်လိမ့်မယ်တဲ့ရွှေမြမမယားမတူးရဲ့မေတ္တာဒါကိုမောင်တို့မဲတို့ညီတို့ညီမတို့အကိုတို့မတို့ဒါလေးသိဖို့မလိုဘူးလားဟာကမိဘမေတ္တာဟိအမေကလေးဝတ်ကောင်းစားလာတွေမဝတ်နိုင်ဘူးမျက်စိနှကွန်းအလင်းမရလို့မို့လို့ငါသမီးလေးလူတကာချမ်းမှာအမေလက်ကိုဆွဲပြီးသွားရင်ငါသမီးကိုဟိုလူကမေးတို့ဒီလူကမေးတို့နဲ့ငါသမီးဂုံငယ်ရပါလိမ့်မယ်သမီးရဲ့ဂုံငယ်ရပါလိမ့်မယ်သမီးရဲ့ဘယ်လိုပြောလိုက်တာလဲအမေရဲ့အမေကိုတွဲပြီးတော့ဟဲ့ဒီလောကသခွန်နဲ့မဟုတ်ဘူးစัจ java လာသခွန်တော်သမီးရှောင်ရဲတဲ့အမေရှိလျင်လားရွှေမရှိခြင်းနေစေအောင်တော့ရွှေမြမမယားအမေရှိမဲဆိုလို့ရှိရင်ရွှေတွေငွေတွေမရှိတောင်မှရတယ်တဲ့ဇန်တိကာရဲ့ခံယူချက်မတုခံယူချက်အဲ့ဒါနဲ့တော်ကောင်းကြီးကြီးပြောကြဆိုတော်ကောင်းကြီးကြီးအမေဘာမှမပူနဲ့သမီးအတွက်အမေရှိရင်ရဟောဆိုပြီးတော့လေသမီးဖြစ်တဲ့ပုဂ္ဂိုလ်ကအမေရဲ့လက်ကိုဆွဲမေရဲ့အမေကိုဆင်ထားတာကအပေါ်ကအင်ကြီးပြူလေးမေရဲ့အောက်ကလုံကြီးလေးကအညိုလေးမေရဲ့ပကုံးလေးပေါ်မှာယောဂီတစ်ပတ်လေးသင်လို့မေရဲ့ပါပေါ်မှာတဏခါရည်ခြင်းလေးသင်ထားတာလှလိုက်တာမေရဲ့လှလိုက်တာမေရဲ့